Ok, anu mami kenapa? Kafe lon lo aja tak. Tahu lo yang kau. Namanya lah bisa menjawab. Mui. Cisi. Yang kau. Karena punya kayak dah. Saya di mana Malaysia makan cipta itu yang kau. Kalau kau Cisi itu semua lo sama melu lah, lo tiada lupa tembiam lo. Cisi ada kunci berada, kau curi, susah biasa mau. Yang tu ada sejak biasa politik sini dulu, wajib dulu, kunci berada dah lo. Sesuatu yang kita cisi kopi itu, orang yang lo, yang lo tak kan. Memang macam dalam ni, jenuh jadi. Di mana akan soal sebenarnya biar dia orang balik thai, terus yang di sebenarnya ini dia orang api biar kan, jadi vitamin C ni laut thai tu jangan api biar sebenarnya, kalau aku dah sedia, isu sedia awak, kalau lepas ini laut thai yang kan, macam lu dia cari sebenarnya dai cilin, dai kuih ramu, dai kuih ramu tu yang kan ni, ini kalauตัวใดสิวะสุดยังเท่าเดียวตัวใดสิยังก็มาเนี่ยที่เขาเรียกกูจะกูที่เขาต้องวันสิเนี่ยต้องไปที่เขาเจอเนี่ยคนสิเนี่ยกูไปแล้วที่เขาเรียกมาอยู่ที่นั่นใช่ไหมสิก็ที่เขาชอบอย่างคนสิเนี่ยชอบไปที่บ้านก็ยังก็เนี่ยตัวเป็นมันเนี่ยเลยแต่ส่วนก่อสร้างเราเดือดร้อนแต่ส่วนยังสิที่ก่อสร้างเราเดือดร้อนแต่ส่วนไอ้บริษัทนี้ปีก็รับอยู่ปีนี้สุดที่สิบอย่างว่ายังก็มาเลยก็เนี่ย50แบบผิดไปเลยครับที่ก่อนนี้ส่วนเลยยังก็มาเลยที่ก่อน1 กิโลบาทเลยยี่กิโลน้องบาทเนี่ยปีนี้สิบอย่างมันเท่ากันมาส่วนที่ก่อนเท่าแบบกันดูด้วยกันนะว่าดูด้วยแต่เดี๋ยวเราวิตามินซีเชื่อต่อได้รู้กุนซาได้รู้เรื่องเช่นอาเซียนต่อได้รู้แบบแต่อารมณ์สิรู้เลยขอไปที่ซีบิวที่เนี่ยเราทำซีรงส่วนเนี่ยตัวမျိုးလိုမျိုးစီလုံးကြီးနဲ့လောက်ထားမှာစီပြူကြီးတဘာဝတစ်ပြီးနဲ့လောက်ထားပါတယ်လိမ္မာကြီးလည်းရှိပါတယ်ဒီမှာအသေးအားဖြည့်လို့လည်းပြောလို့ရတယ်ကိုတောက်တာတော့စေးဆောင်တာတော့ကောင်းတာပေါ့နော်ဒါကောင်းချွေဒါကြည့်ရစိနေလောက်တာပြန်ကောင်းဒါတော့ကောင်းချွေခုနကရေချိုးစပြတာဒါကောင်းချွေဒီဘူသေးဘူကွာလေဒီမှာကောင်းချွေပြန်ကောင်းတယ်ခုနလွယ်တော်လည်းဆိုကောင်းချွေရပါမယ်စပင်ပြက်တာပေါက်ထားတာစပင်အဖြစ်ပြတော့လည်းစီပြဒါစပြန်ဒီရေချိုးစပြတစ်မျိုးရှိတယ်အဲ့ဒါကျွန်တော်ရေချိုးတယ်မှာထည့်လာထုံနေရပစ္စည်းရတော့ဆုံးရှိပါလားမျိုးပေါင်း100ကျော်ရှိပါကျွန်တော်တို့စီလီယန်ကွန်ပျူတာထုတ်တဲ့ပစ္စည်းတော့အကုန်လုံးကိုကောင်းပါတယ်ကောင်းမယ်တကယ်လို့မှာယူခြင်းနဲ့ဆိုလို့ရှိရင်မှာယူလို့ရပါတယ်ကျွန်တော်နာမည်လည်းအောင်ကုန်မယ်ပါကျွန်တော်ရဲ့အကောင့်နာမည်လည်းထည့်ထားပါတယ်ဖေဘောအကောင့်နာမည်လည်းအောင်ကုန်မယ်ဒီYouTube အကောင့်နာမည်လည်းအောင်ကုန်မယ် TikTok အကောင့်နာမည်လည်းအောင်ကုန်မယ်အကောင့်လုံးထည့်ထားတယ်အကောင့် YouTube ထဲမှာလည်းရှိတယ်
TikTok တွေမှာလည်းရှိတယ် Facebook မှာလည်းရှိတယ်ကျွန်တော်ရဲ့ဒီပစ္စည်းရေးရွက်တွေကိုရှိပါတယ်ကိုကဒီပစ္စည်းဝယ်တော့နေကျွန်တော်ကဒီပစ္စည်းဘာကြောင့်ဝယ်တော့လဲဆိုတော့ရှင်ကျွန်တော်ဒီနေ့ဘယ်လိုဝယ်တော့မှာတော့ဝယ်လည်းမတော့ဒါပေမဲ့ဝယ်မတော့ဆိုတာကျမ်းမာရေးအတွက်အရင်လည်းကောင်းတယ်ကျမ်းမာရေးအတွက်လည်းအထောက်အကူရတယ်နောက်ဆိုဝယ်မတော့ကျွန်တော်ကျမ်းမာရေးအတွက်အထောက်အကူလူတယောက်မှကျမ်းမာရေးအရေးကြီးတယ်အဲ့ကြောင့်မလို့လူတယောက်မှကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာရေးအတွက်ဆိုလို့ရှိရင်တော့ညောင်းလို့မရဘူးတော့ပါစံကြောင့်မလို့ကျွန်တော်တော့ဝယ်တော့တယ်ဝယ်ဒါလည်းဆိုရင်တွားရည်နာချင်တာကြိုက်တယ်တွားလေးလည်းဖွေးတယ်အရင်ကောင်းတရားစားတွေဥယျာဉ်ပြောင်းလည်းအဖြစ်ပြည့်စပင်ပြက်တာမျိုးဆိုရင်လည်းစပင်ကိုပြန်ပေါက်ပြီးတယ်အရင်ကောင်းတယ်ဒီကောင်လေးဆိုရင်ကျွန်တော်ရင်တော့ဆိုရင်ကုန်းနဲ့စားတယ်အဲကြောင့်မတူစားဆောင်းတယ်တူစားရအရင်ကောင်းတယ်စီလုံးပုံစံမျိုးတော့မဟုတ်ဒီကလေးကျွန်တော်စားတယ်ချိုးရှင်းပုံစံညလာချိုးရှင်းပုံစံချိုးရှင်းစားနေတယ်လို့ဘယ်မျိုးစီလုံးကြီးလို့မခါဘူးချိုးရှင်းစားနေတယ်ရတဲ့ကွန်ဆာတဲ့လူတွေကြောက်ကတ်တယ်တော့အဲကြောက်ကတ်ကိုဖြူခွဲပေးရတယ်ပေါ့ကြောက်ကတ်ကိုဖြူခွဲပေးတယ်ပေါ့စီကြောက်တယ်လေလို့ပြောဆိုတဲ့ကောင်းတယ်ခင်ဗျစီကြိုသွေးကြိုနှလုံးအားနေတာမျိုးတို့မျက်နှာပြည့်ကျင်တာမျိုးတို့အသားရည်စုပြည့်ကျင်တာမျိုးတို့နှလုံးယောဂဖြစ်တဲ့လူအဆိုင်ယောဂဖြစ်တဲ့လူကေဇာယောဂဖြစ်တဲ့လူလက်ကောင်းယောဂဖြစ်တဲ့လူဆိုရင်ကျွန်တော်ရှိမှဆေးဝါးအဆောင်ရှိပါတယ်ကျွန်တော်ရှိမှလောလောဆယ်တော့ပြတ်နေပါတယ်ဒီလိုမှယူတဲ့ဆိုလို့ရှိရင်ကျွန်တော်80ရောက်ပို့ပါတယ်ထိုင်းနိုင်ငံအနှံ့ကြောင်းပို့ပါတယ်လေးအတွက်ဆိုလဲအသားရည်လှကျင်တာမျိုးတို့အသားရည်ကြည်လင်တာမျိုးအသားရည်အေးတာမျိုးစပင်းလေးတန်ကျင်တာမျိုးဝီပြာကိုအဖြစ်ပြီးတဲ့ဗီတာမင်Cနဲ့ပါဝင်တယ်ဗီတာမင် E နဲ့ပါဝင်တယ်အကုန်လုံးရှိပါတယ်လိုရှင်နဲ့ရှိပါတယ်ကောင်းလေးစီမျက်နှာပေါင်းလေးစီမျက်နှာပေါင်းလေးစီမျက်နှာဒီမျိုးပေါ့ကျွန်တော်တို့လာကျင်တာမျက်နှာပေါင်းတယ်လားအဲ့ဒါမျိုးရှိပါတယ်အကုန်လုံးပစ္စည်းရတော့အဆုံးရှိတယ်ကောင်းတာလည်းကောင်းတယ်ကောင်းတာတော့ထုတ်ပြောလို့မရဘူးကွယ်ကျွန်တော်တို့ဆိုရင်ဒီစီမှာမစလို့နေတိုင်းတောင်းနေတဲ့လူကြီးရှိုးစပြားတော်တိုက်စေးဒါဆိုရင်တော်တိုက်စေးဆိုတာကျွန်တော်တို့ဆိုမရှိမဖြစ်အမြဲတုံးနေရတယ်လေဒီရှိုးစပြားဆိုလဲမိလေးအတွက်ဆိုလဲအမြဲတုံးနေရတယ်ခေါင်းဆိုရဆိုလဲကိုယ်ဆိုအမြဲတုံးရတယ်မဝပွေးမပုံစားတဲ့လူကြောက်ကတ်လို့ရှိရင်စေဝါဆိုတာအမြဲစားရတယ်အင်္ဂလိပ်လိုစားမှဆိုရင်လူတွေအာရုံတဲ့ကိုခန္ဓာကြာရှုံးတယ်အာရုံတွေကိုစုပ်ယုပ်တယ်ကျွန်တော်တို့ဆိုရင်ထုတ်တဲ့ဒီသဘာဝပြည်တည်နဲ့လောက်ထားတဲ့ဗီတာမင် C ရဆိုရင်ခွန်အားစုပ်ယုပ်ခြင်းမရှိပါဘူးတဲကိုအဖြစ်ပြီးတဲ့ကြောက်ကတ်တွေပဲဖြူခွဲပြီးတဲ့ကြောက်တဲ့နေတာမျိုးနှလုံးမှာအမျိုးနှလုံးအားနေတာမျိုးဆိုရင်တော်တော်များဖြည့်ဆည်းပေးပါတယ်ဒီကောင်ကဗီတာမင် C ပါဝင်တဲ့ကြောင့်မလို့လူအကျိုးစုပ်ယုပ်ခြင်းမရှိပါဘူးကောင်းကျိုးဆိုတာပဲရှိပါတယ်ဒီပြောက်ကြောင့်မလို့မာယူခြင်းနဲ့လို့ပြောဆိုနေရအောင်ပါလေကျွန်တော်တို့ဇူလီယာမှာကျတော့ကျွန်တော်တို့အပြင်မှာသွားလိုက်စီဝယ်မယ်ရေချိုးစက်ပြဝယ်မယ်စက်ပြမှုဝယ်မယ်ကျွန်တော်တို့အပြင်မှာဝယ်သုံးလိုက်တယ်ဆိုရင်ကျွန်တော်တို့ဝယ်သုံးပြီးလို့ရှိရင်ပြီးသွားတာပဲလို့ဆိုကျွန်တော်တို့ထိုင်းနိုင်ငံမှာဆိုရင်၄နှစ်ဖြစ်သွားပြီ၄နှစ်အတွင်းမှာကျွန်တော်ဇူလီယာနဲ့မတွေ့ခင်ကျွန်တော်ဇူလီယာမှာငွေခင်တော့ဆိုရင်၄နှစ်လုံးလုံးအပြင်မှာဝယ်သုံးခဲ့ဒီမှာဝယ်သုံးတာကျွန်တော်ကုန်သွားလို့ရှိရင်နှုတ်ပြလိုက်တယ်ပြီးရင်ထောက်ဝယ်တယ်ပြီးရင်ကုန်ဝနှုတ်ပြလိုက်တယ်ပြီးရင်ထောက်ဝယ်တယ်ဝယ်လိုက်ကုန်လိုက်နှုတ်လိုက်ဝယ်လိုက်ဒီလိုနဲ့ပဲကျွန်တော်တို့ရာအရှင်ကြီးကကုန်ဆုံးသွားတယ်ကျွန်တော်တို့ဆိုရင်ကျမ်းမာရေးအတွက်ကိုအမြဲတမ်းခင်းဆိုင်ရတယ်မလားဒီမှာကျမ်းမာရေးကောင်းမှုအတွက်ဆိုရင်ကျွန်တော်တို့မှာအားဖြည့်စားတယ်စားရတယ်ကြောင့်ကျွန်တော်တို့ခွန်အားရှိတဲ့ဟာဘာအတွက်လဲကိုမိသားစုအတွက်လည်းမဟုတ်ဘူးကိုမိသားစုတော့ကိုအလုပ်ခေးရမှာကိုမိသားစုကိုကြိုးစားတယ်ကိုကြိုးစားသမျှဟာကျတော့ဘုဒ္ဓအတွက်လည်းဆိုကျွန်တော်တို့စိတ်ရောတတိယအတွက်ကိုပဲကျွန်တော်တို့အားရကကုန်ဆုံးနေရပဲရှိတယ်တကယ်ကိုမိသားစုအတွက်ကိုခွန်အားဆိုမရှိတော့ဒီအတွက်ကြောင့်လို့ကျွန်တော်တို့ဇူလီယာမှာကျတော့ပစ္စည်းဝယ်တော့ရင်လည်းကျွန်တော်တို့မှာအပိုးငွေလည်းရပါတယ်ကျွန်တော်တို့ဒီလိုစက်ပြမှုဆိုရင်လည်းဒါဆိုတော့အောင်ကြည့်ပါမယ်စက်ပြမှုဆိုလည်းမရှိမပြတ်ကိုဝှေ့လျှော်ရတယ်မလားအဲကြောင့်လို့စက်ပြမှုတွေဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့အပိုးငွေပြင်ရပါတယ်ဒီတော့ကြောင့်မလို့ကျွန်တော်တို့အပြင်မှာဝယ်တော့လို့ရှိရင်တစ်နှစ်ဝယ်တော့လိုက်တယ်တစ်လဝယ်တော့လိုက်တယ်
ဘာမှအကျိုးခံတယ်မရှိဘူးပြီးလို့ရှိရင်တပတ်ကအစားလည်းမလျှော့ပေးပါဘူးပြီးလို့ရှိရင်တပတ်ကအစားလည်းပြတ်မပေးပါဘူးသူတို့ကတော့သူတို့ပေးတဲ့ဈေးတိုင်းသူတို့ရောင်းတဲ့ဈေးတိုင်းကိုဝယ်ရတယ်ကိုဝယ်သုံးရတယ်ဒီတော့ကြောင့်ကျွန်တော်တို့ဆိုရင်မှကျွန်တော်ရှော့ဈေးကဖွင့်ပြီးလို့ရှိရင်ရှော့ဈေးကနဲ့လည်းဝယ်သုံးလို့ရပါတယ်ရှော့ဈေးကနဲ့တခါပဲဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့တစ်သက်လုံးကိုမသိမရှင်းကိုဝယ်သုံးခွင့်ရှိပါတယ်ဝယ်သုံးလို့ရပါတယ်ဒီတော့ကြောင့်ဝင်ငွေလည်းပြန်ရတယ်ဟိုကတငယ်ချင်းမိတ်ဆွေရောဒီလိုမျိုးရေချိုးသက်ပြတငယ်ချင်းဒါလေးလည်းကောင်းတယ်ဒါလေးလည်းဘယ်လိုလေးကောင်းတာတငယ်ချင်းကိုမိတ်ဆက်လိုက်တငယ်ချင်းလည်းတနေ့တာဘယ်ဝယ်သုံးတာလဲတငယ်ချင်းလည်းမြင်ရကြတော့တငယ်ချင်းလည်းမေးရတဲ့ခါကျတော့ကိုကနှိမ့်ဆက်ပေးလိုက်တယ်တငယ်ချင်းဒါလေးကတော့တိုးစီရန်ထုတ်တဲ့ရေချိုးသက်ပြလေးဖြစ်တယ်တငယ်ချင်းတုံးကြည့်ပါလားတုံးတာတော့အရန်ကိုကောင်းတယ်အသားကြီးလေးကြည်လင်တယ်အသားကြီးလေးကိုအေးမြစေတယ်တကယ်ကြီးတုံးကြည့်ပါလားလို့ကိုကမိတ်ဆက်ပြီးရောပြန်ရောင်းလိုက်တာနဲ့ဒီရဲ့ဘူးမှာတခါတည်းအမြတ်ဝင်ငွေ20% 20% ရာခိုင်နှုန်းတခါတည်းဖြစ်ထည့်ပေးထားပါတယ်ကိုရဲ့အမြတ်ဝင်20ညက်ပေးစားပါကြောင့်လို့ကိုကပြန်ရောင်းလို့ရှိရင်အမြတ်ဝင်ငွေရတယ်ကိုသုံးရင်လည်းကျန်းမာရေးအတွက်အရန်ကိုမှထောက်ဖို့ရပါတယ်တကယ်လို့တကယ်ကြီးမိတ်ဆွေရတခါထပ်ပြီးရောကိုနဲ့လိုက်ပါပြီးရောကိုနဲ့မျိုးကိုမိတ်ဆက်ပေးလိုက်တော့သူကဆိုလို့ရှိရင်ဝယ်တောင်းလိုက်လို့ချင်းလဲကိုကအမြုံမရကိုတကယ်ချင်းတွေကိုအများများရောင်းရလဲဆိုကိုတော့ကစေဘူးရောင်းမယ်ဆိုလို့မှချင်းနေရဖြစ်နေပါပြီဒီကြောင့်လို့ပြန်ရောင်းမယ်ဆိုလည်းအမြုံမရတယ်ကိုကလက်ကိုရင်လည်းပေါ်နေကြရရအောင်ကဲမိတ်ဆွေလို့ပြင်မှာဝယ်တော့လို့ရှိရင်တနည်းဝယ်လို့မိတ်ဆွေတို့ကလာပါရရင်ဘာမှပြန်မရကဲဒီလောက်နဲ့ပဲနောက်နေ့ကျမှကျွန်တော်တစ်ခေါက်ပြန်ပြောပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လွတ်သွားမှာပါ